အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025အောက်တိုဘာလ29ရက်နေ့ဖြစ်ပါတယ်နော်ဒီနေ့ကစိတ်ကပင်ကိုစိတ်ကဖြူစင်တာမဟုတ်ဘူးလို့ပြောလိုက်တဲ့နေရာမှာပင်ကိုစိတ်ကဖြူစင်ပါတယ်တဲ့ဆရာတော်တစ်ပါးကလာပြီးတော့အဝိဇ္ဇာနဲ့တဏှာပူးလာတဲ့အချိန်ကြမှာသာစိတ်ကညှဉ်းနှွမ်းသွားတာပါတဲ့အဲ့တော့ဆရာတော်တစ်ပါးကလာပြောတာဖြစ်ချင်းကြောင့်ဒီစကားကိုဖြည့်ရှင်းဖို့လိုအပ်တယ်လို့ထင်လို့ဖြည့်ရှင်းတာအရှင်ဘုရားတို့အနေနဲ့ပါဠိတော်မြန်မာပြန်ကိုဖတ်ကြပါပါဠိတော်လို့နားမလဲလေပါဠိမတက်လဲမြန်မာပြန်ကိုဖတ်ပါအခြားသောစာအုပ်တွေကိုဖတ်တာတဲ့အရှင်ဘုရားတို့မြတ်စွာဘုရားမူရင်းတရိုက်ခေါ်တဲ့ပါဠိကိုဖတ်မှအရှင်ဘုရားတို့မြတ်စွာဘုရားဘာဟောတယ်ဆိုတာကိုသိရမှာပါနော်ပင်ကိုစိတ်ကဖြူစင်ရိုးထုံးတယ်မရှိပါဘူးမြတ်စွာဘုရားကဓမ္မပဒပါဠိတော်မှာပါပဝတ်ဆိုတာရှိတယ်အဲ့ဒီမှာပထမအောင်ဆုံးသုံးပါကိုယ်တော်ကောင်းမှုတို့၌စိတ်ဒီမမွေ့လျော်ဘူးတဲ့မကောင်းမှု၌သာစိတ်ကမွေ့လျော်တယ်တဲ့မကောင်းမှုပြုသောအခါမှာစိတ်ကထက်သန်ပြီးတော့ကောင်းမှုပြုတဲ့အခါမှာနှောင့်နှေးနေတတ်တယ်စိတ်ကမကောင်းမှုမှာပဲမွေ့လျော်တယ်လေအဲ့တော့ပင်ကိုစိတ်ဒီမကောင်းမှုမှာမွေ့လျော်တဲ့စိတ်ဖြစ်တယ်ဒါနဲ့ပတ်သက်လို့ဆရာတော်ကလည်းအဲ့ဆရာတော်ကလည်းပြောလိုက်ပါတယ်မျက်စိမှာမူလပါဠိတော်ပါဠိတော်မှာမဟာမာလုကျတုတ်ရှိတယ်မြတ်စွာဘုရားကရှင်းရှင်းလေးဟောတာမဟာမာလုကျတုတ်လောက်ရှင်းတာမရှိဘူးအောက်ပိုင်းတိုင်ဟောစဉ်၅ပါးတို့နဲ့ပတ်သက်ပြီးခေါ်လိုက်တဲ့အချိန်မှာပက်လက်အိတ်နေတဲ့ကလေးအရွယ်မှာတဲ့ငါဆိုတဲ့ကိုယ်ကောင်ကိုဆွဲလန်းမှုလည်းမဖြစ်ဘူးတဲ့ဟုတ်လားအဲ့တော့ငါဆိုတဲ့အတိတရားလည်းမရှိဘူးငါဆိုတဲ့ကိုယ်ကောင်ကိုဘယ်လိုလုပ်ဆွဲလန်းမှုဖြစ်ပါလဲဒါပေမဲ့တဲ့အဲ့ဒီကလေးမှာငါဆိုတဲ့တက္ကာယဒိဋ္ဌိကအကိန်းတက်ကရှိနေပြီးသားတဲ့နောက်တစ်ခုကအာသဝတရားတွေအကုန်လုံးကအကိန်းတရားတွေပါလို့မြတ်စွာဘုရားကဟောတာတယ်တဏှာတစ်လျှောက်လုံးမှာဒီတက္ကာယဒိဋ္ဌိကြီးကကိန်းလာတာအကိန်းတရားတွေအာသဝတရားတွေကအကိန်းတရားတွေကာမတဝအဝိဇ္ဇာတဝဘဝတဝအဲ့ဒါတွေအကိန်းတရားတွေအဲ့ဒီအကိန်းတရားတွေကိုဖျက်ဆီးပြမှာအဲ့ဒီစိတ်ကဖြူစင်လာတာဇရုဒ္ဓဇံရောက်လို့ရှိရင်အဝိဇ္ဇာပျောက်သွားတယ်အဝိဇ္ဇာငြိမ်းသွားတယ်အဝိဇ္ဇာချုပ်သွားတယ်ဇရုဒ္ဓဇံရောက်ရင်အဲ့ဒီအချိန်ကြတော့မှစိတ်ကပြိုးပြိုးပြက်ပြက်အယောင်တွေထွက်ပြီးတောက်ပါလာတာဘာနဲ့အလားတန်တူလဲဆိုတော့စိတ်ကကြီးအိုးတွေနဲ့အလားတန်တူကြီးအိုးတွေကသူ့ဟာသူထားရင်ကိုအညှိတက်ပြီးတော့ညှဉ်းနှွမ်းသွားတာအမြဲတမ်းနေ့စဉ်နဲ့အမျှပုတ်တိုက်ပြီးနေမှာအယောင်ထွက်တာအဲ့တော့ဇရုဒ္ဓဇံမရောက်မချင်းအဲ့ဒီစိတ်ကပြိုးပြိုးပြက်ပြက်အယောင်မထွက်ဘူးသူ့မှာပရိကတင်ညာဆိုတဲ့မျက်လုံးနဲ့အစင်းနဲ့တိုက်ညှိအညှိတက်လာတာပဲနားနဲ့ကြအညှိတက်လာတာပဲဘလောက်ထိပုရုဇဉ်မှာမှဒီအညှိတွေကတက်တာမဟုတ်အရိယာသူတော်ကောင်းတွေတောင်မှပဲဒီအညှိကတက်တယ်အနာဂံပုဂ္ဂိုလ်ဒီပင်လင်အဝိဇ္ဇာတဝမပြုတ်ဘူးမပြုတ်တဲ့အတွက်အဝိဇ္ဇာတဝကြီးကညှိနေတယ်အဲ့ဒီအကိန်းတရားကြီးကရှိနေအဲ့ဒီအာတော်တရားကြီးကညှိနေတာဖြစ်ခြင်းကြောင့်အဲ့ဒီအညှိကတက်နေတယ်အယောင်မထွက်ဘူးဘယ်အချိန်မှအယောင်ထွက်လဲသရုဒ္ဓဇံဝင်ကားလိုက်တဲ့အချိန်မှအယောင်ထွက်တယ်သရုဒ္ဓဇံပြန်ထလာလို့ရှိရင်အယောင်ပြန်မိန်သွားတယ်အဲ့တော့ပင်ကိုစိတ်ကဖြူစင်ပါတယ်စိတ်ကိုစိတ်တိုင်းထားဆိုတာမြတ်စွာဘုရားဟောတဲ့တရားလုံးလုံးမဟုတ်ဘူးအဲ့ဒီလိုဟောနေတဲ့ကမ္မထမ်းတွေကလည်းဘယ်တော့မှတရားရမှာမဟုတ်ဘူးဒါကြောင့်မို့ဗိဓိကမြန်မာပြန်ကိုဖတ်ပါဗိဓိကမြန်မာပြန်ကိုဖတ်ပါဆိုတာအဲ့ဒါကိုပြောတာမြတ်စွာဘုရားကရှင်းရှင်းလင်းလင်းလေးနဲ့ခေါ်ထားတာအာတဝတရားတွေကအကိန်းတရားတွေလို့ခေါ်ထားတာကိန်းနေတာတန်တရားတစ်လျှောက်လုံးကိန်းနေတာဒီဝိညာဏဓာတ်ထဲမှာကိန်းနေတဲ့အကိန်းတရားတွေဒါခိုးတနေ့ကလည်းညောင်မင်းနဲ့ပတ်သက်ပြီးတော့နမူနာလေးရှင်းပြတယ်ညောင်စီးကနှမ်းစီးလောက်တော့မရှိဘူးဒါပေမဲ့သူ့မှာညောင်မင်းဖြစ်စေတဲ့အကိန်းတရားကကိန်းနေပြီးသားညောင်မင်းကနေမျက်ပင်လဲပေါက်မလာသလိုဘန္နာပင်လဲပေါက်မလာဘူးညောင်မင်းညောင်စီးလေးရဲ့နှမ်းစီးလောက်မရှိတဲ့ညောင်စီးလေးထဲမှာအကိန်းတရားကညောင်မင်းဖြစ်စေတဲ့အကိန်းတရားဘန္နာပင်ဖြစ်စေတဲ့အကိန်းတရားလည်းမဟုတ်ဗေဒပင်ဖြစ်စေတဲ့အကိန်းတရားလည်းမဟုတ်ဘူးဟာလားအဲ့ဒီအတွက်ပုရုဇဉ်တို့ရဲ့ပင်ကိုစိတ်ဒီညစ်ကိုညင်နွမ်းနေအကိန်းတရားတွေတပုံကြီးကိန်းနေကိလေသာတွေတပုံကြီးကိန်းနေတာအကိန်းတက်ရှိနေတာမဟုတ်လားအဲ့ဒီအကိန်းတက်တွေကိုဆွဲနှုတ်ရတာဒါကြောင့်မလို့အနုတ္တယကိုနှုတ်တယ်လို့ပြောတာအဲ့ဒါပင်ကိုစိတ်တိုင်းထားဆိုတာကအဲ့ဒါကဘယ်တော့မှတရားမရနိုင်တဲ့စိတ်ကပင်ကိုစိတ်ကညစ်ကိုညင်နွမ်းတယ်မကောင်းမှုမှပဲမွေးလျော်တယ်ဒါကတစ်ခုနောက်တစ်ခုကယဟန်တွေကိုစာတင်သားယဟန်တွေကိုပတ်စံလှူပါလို့ပြောတဲ့ကိစ္စတစ်ခုမှာတယောက်ကလာပြီးကြီးတယ်အဲ့ဒါတော့ကိုကျော်ကြီးကိုသဘောမကျဘူးဗျာတဲ့ကျန်တာတွေတော့သဘောကျတယ်တဲ့ယဟန်တွေကိုပတ်စံလှူပါယဟန်တွေကိုပတ်စံမလှူပါနဲ့လို့မြတ်စွာဘုရားဘယ်နေရာမှာဟောထားတယ်လို့မေးတဲ့ခါကျတော့သူမဖြေနိုင်ဘူးမြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးနဲ့ဒီဟာတွေကိုပတ်စံနဲ့ပတ်သက်ပြီးတားမြစ်ထားတာကိုတဲ့ကိုကျော်ကြီးအနေနဲ့ဒီလိုမျိုးမြတ်စွာဘုရားကော်လောကလှန်ကတိုက်ပြီးတော့မပြောသင့်ပါဘူးတဲ့သူကလာပြောတယ်ဟုတ်ပြီဒါဆိုရင်မြတ်စွာဘုရားကလူတွေကိုယဟန်တွေကိုပတ်စံရွှေငွေမလှူရဘူးလို့ဘယ်နေရာမှာတားမြစ်ထားတယ်လဲလို့စာထုတ်ပြဆိုတော့မထုတ်ပြနိုင်ဘူးရှိလည်းမရှိဘူးလူတွေကစက်တန့်ထွင်ပြီးပြောကြတယ်အဲ့ဒါမှဘုရားကိုဓာတ်ရိုက်စော်ကားတာမြတ်စွာဘုရားကတိကဝတ်ထဲမှာဘယ်လောက်ထိပြောထားလဲဆိုတော့သူတော်ကောင်းသာသနာမှာတဲ့
အလူပေးတဲ့ပုံကအတိုင်းရှိကိုသိစရာမလိုဘူးတဲ့လှူကျင်တဲ့လောက်လှူကျင်တာလှူပေးကျင်တာပေးလှူကျင်တဲ့လောက်စိတ်ရှိတဲ့လောက်အစွမ်းကုန်လှူတားမြစ်စရာမလိုဘူးတဲ့အလှခံတဲ့ပုံကပဲတားမြစ်ရမှာအလှရှိရဲ့အတိုင်းရှိကိုသိရမှာဒါကြောင့်မလို့အရှင်သာရိပုတ္တရာတို့ရှင်အာနန္ဒာတို့ကိုလာလှူတဲ့ကတန်ပြီးဒီဆုံးကတန်ပြီးငါတလောက်ဆိုရင်လုံလောက်ပြီဆိုတားကိုတားပလိုက်တာ तू ကထမင်းငတ်ခံပြီးလှူရင်ရပြီငါဒီတဝက်ဆိုငါအတွက်လုံလောက်တယ်မင်းဒီတဝက်ကိုစားပါဒီလိုမျိုးတဝက်ပဲအလှခံလိုက်တာတရာပေါက်ပြီးတော့ तू စားမဲ့ထမင်းนี่အကုန်လှူတာတော့မှတဝက်ပဲအလှခံတယ်အလှခံပုဂ္ဂိုလ်ကပဲအတိုင်းရှိကိုသိရတယ်လှူတဲ့ပုဂ္ဂိုလ်ကသိစရာမလိုလှူခြင်းနဲ့တရာပေါက်တဲ့လောက်လှူခြင်းတာလှူဟုတ်လားဇေတဝန်เจ้าကြီးကိုလှူပြီးရွှေပြည့်နဲ့ရွှေเจ้าကြီးလှူရတယ်မြတ်စွာဘုရားအလှမခံမဲနေလှူတာမြတ်စွာဘုရားရွှေငွေမအပ်ဘူးဆိုတော့အလှခံတာပဲယနေ့ခေတ်ကြီးမှာငွေကဘာနဲ့လို့ငွေပဲသွားလို့ရတယ်လက်ရှိကိုကျော်ကြီးကိုဖုန်းနဲ့သုံးနေတာတော့မှစာတင်သားရဟန်းတွေအတွက် laptop တွေဘာလို့လိုအပ်လဲလို့မေးလို့ရှိရင်ဘိရိကသုံးပုံကို laptop ထဲမှာထည့်လာကိုလိုချင်တဲ့ keyword တစ်ခုကိုရိုက်ချလိုက်အဲ့မှာတုတ်တန်ကြီးတပုံကြီးထွက်လာကိုကျော်ကြီးတို့အဲ့ဒီနီးနဲ့ခင်ဗျားတို့ကိုပြန်မျှဝေတာအဲ့ဒီတုတ်တန်ကြီးအကုန်လုံးကိုပေါင်းဆက်ပြီးတော့မှဘယ်နေရာမှာဘာဟောတာလဲဘယ်နေရာမှာဘာဟောတာလဲအဲ့တော့ keyword ကဘာဖြစ်နိုင်လဲဒါတိုင်ရှင်ကဘာဖြစ်နိုင်လဲဒီထဲမှာဘလို့ပြည့်စုံသွားတဲ့ခါကျမှဒါကအတိတ်ဘယ်ကဘလို့ပေါက်သွားနိုင်လဲဆိုကိုညံနဲ့ကိုစိတ်နာမရညံနဲ့စင်ကျင်ရတာအဲ့ဒီတုတ္တမယညံတွေကိုစိတ်နာမယညံနဲ့စင်ကျင်ပြီးတော့ခင်ဗျားတို့ကိုပြန်မျှဝေတာကိုကျော်ကြီးပြောထားတဲ့စကားတွေကဘယ်စာအုပ်မှရှိဘယ်စာအုပ်မှလိုက်ရှာမနေနဲ့ဘိရိကထဲမှာအကုန်ရှိတယ်မြတ်စွာဘုရားမူရင်းဟောတဲ့ဘိရိကထဲမှာကိုကျော်ကြီးပြောတဲ့စကားလုံးတွေအကုန်ရှိတယ်ဒါပေမဲ့ဒီတုတ်တန်ဒီသနာတွေကိုစုပေါင်းပြီးစီစဉ်နိုင်တဲ့ညံကတော့ကိုညံနဲ့ကိုလောက်ရတာဟုတ်လားအဲ့ဒီလိုလုံနိုင်မှုအတွက်ကအတကူပစ္စည်းတွေလိုတယ်ကိုကျော်ကြီးတို့ဆိုဖုန်းနဲ့သုံးတယ်ရဟန်းတွေဆိုရင် laptop တွေနဲ့သုံးရင်ရမယ်ကွန်ပျူတာတွေနဲ့သုံးရင်ရမယ်အဲ့ဒါပို့ပြီးလွယ်ကူတယ်ကောင်းမွန်တဲ့ software တွေနဲ့သုံးရင်ပို့ပြီးလွယ်ကူတယ်ဒါကြောင့်မလို့ယဟန်တွေဒီငွေလိုအပ်တယ်စာတင်သားယဟန်တွေကစာတင်သားယဟန်တွေကိုငွေမလူပါနဲ့လို့ပြောနေတဲ့ကောင်တွေကလက်လာပါပိတ်ဆို့တာသာသနာကိုဖျက်ဆီးတာရှင်းတယ်နော်အဲ့ဒီကောင်တွေအကုန်လုံးကနောင်ဘဝလူဖြစ်ရင်တောင်မှငမွဲငတေးတွေလူစင်းရဲတွေဘလောက်ပတ်စံပေးပြီးရမယ်ကောင်မျိုးတွေမဟုတ်ဘူးမြတ်စွာဘုရားကဘယ်ဒေသနာမှာမှလူတွေကပတ်စံမလူပါဘူးရွှေမလူပါဘူးလို့တားမြစ်ထားတာမရှိဘူးဒါနဲ့ပတ်သက်လို့တနည်းအားလည်းကိုကျော်ကြီးရှင်းပြထားတာရှိတယ်နော်မြတ်စွာဘုရားရဲ့သာသနာမှာတန်ခိကဒါနကိုလူချင်းတန်ခါနဲ့အဆက်တဲ့ပစ္စည်းကိုလှူရတယ်အဆက်တဲ့နီးနဲ့လှူရတယ်အဲ့ဒါတန်ခိကအကျိုးရတယ်ဒီဘုန်းကြီးလေးကဝိနည်းတွေအရန်ကောင်းတာပဲဆိုပုဂ္ဂိုလ်ကိုရည်မှန်းတာသူ့ရဲ့သီလအားနဲ့ခမားလှူတဲ့အလှူရဲ့အကျိုးကိုပဲရတယ်တန်ခိကဒါနအလုံးမရဘူးအရှင်းမရဘူးအဖြစ်အရှင်းလားခမားရည်ညွှန်းတဲ့ကပုဂ္ဂိုလ်ကိုရည်ညွှန်းတာဒီပုဂ္ဂိုလ်ဒီသီလကောင်းတယ်လို့ရည်ညွှန်းတာဖြစ်ခြင်းကြောင့်သီလကိုရည်ညွှန်းပြီးလှူတာပုဂ္ဂိုလ်ကိုရည်ညွှန်းပြီးလှူတာဘာတန်ခိကဒါနမှမရဘူးခင်ဗျားတို့ကြိုက်တဲ့ဘုန်းကြီးအကြောင်းကြိုက်တဲ့နေရာကိုသွားတခါဥပတ္တကာကိုပတ်စံနေကတ်ဆရာတော်ကြီးအနောက်ကနေပြီးတော့တခါတည်းမြစ်တာတွေပို့အမြတန်းတွေဝင်တာရုတွေခေါ်ဘာတန်ခိကဒါနမှမရဘူးရှင်းလားအဲ့ဒီကိုရင်လေးကိုအဲ့ဒီဦးစင်းလေးကိုသွားလှူလို့လေခင်ဗျားဘာတန်ခိကဒါနမှမရဘူးပုဂ္ဂလိကဒါနပဲရတယ်ပုဂ္ဂလိကဒါနဒီတန်ခိကဒါနတဲ့အကျိုးမများဘူးလို့မြတ်စွာဘုရားကဟောပြီးသားဒီပုဂ္ဂိုလ်ရဲ့ဒီသာသနာပြုနိုင်တဲ့စွမ်းအားအတွက်ဒီပတ်စံကိုလှူရတာသာသနာတော်ပြန်ပွားရေးအတွက်လိုအပ်နေတဲ့အရာမို့လို့လှူရတာဘုန်းကြီးတွေကိုတာပတ်စံမလှူနဲ့လို့ပြောတာသာသနာကိုပျက်စီးစေခြင်းလို့ပြောတာရှင်းရှင်းလေးရဲ့အဖြစ်ကရှင်းရှင်းလေးရဲ့မြတ်စွာဘုရားကခွင့်ပြုထားတဲ့နီးတနည်းရှိတယ်အဲ့ဒီကိုကပတ်စံလှူခြင်းနဲ့တန်ခိကဒါနကိုလည်းလိုခြင်းနဲ့ပတ်စံကလည်းလှူခြင်းနဲ့ဆိုရင်ဘယ်လိုလုပ်ရလဲဆိုတဲ့နီးကိုဝင်းကြီးထဲမှာတခါတည်းကြီးပြီးသားမြတ်စွာဘုရားကတခါတည်းဟောခဲ့ပြီးသားဥပတ္တကာကိုတွားအပ်လိုက်ရတယ်အရင်ဆုံးပတ်စံကိုဥပတ္တကလက်ထဲကိုတွားအပ်တယ်ပြီးတော့မှဘုန်းကြီးကိုတွားလျှောက်တယ်အရှင်ဘုရားရဲ့ဥပတ္တကရှိမှတပည့်တော်တော့ဘယ်ရွေ့ဘယ်များတော့ပတ်စံကိုအပ်ထားပါတယ်အရှင်ဘုရားအဆက်တဲ့ပစ္စည်းလိုအပ်တဲ့ခါဒီတကာအရှိကနေပြီးတော့ဝယ်ခိုင်းပါအဆက်တဲ့ပစ္စည်းကိုလှူဒန်းခိုင်းပါအဲ့ဒါတန်ခိကဒါနရတယ်အဲ့ဒီတဲ့ပို့ပြီးတော့တန်ခိကဒါနမရဘူးအဲ့ဒီဘုန်းကြီးတွေဥပတ္တကရှိမှတခါတည်းလက်တွေနဲ့ကန်းဟာလားနောက်ကနေဘုန်းကြီးကနေခုနေဘာတန်ခိကဒါနမှမရဘူးအတူတူပဲကိုယ်တော့မရဘူးလားရတယ်ဒါနမဖြစ်ဘူးလားဖြစ်တယ်သာသနာအတွက်အကျိုးမရှိဘူးလားရှိတယ်ဒါကြောင့်မလို့ကျုပ်တို့ကစာသင်သားတန်ဃာတွေကိုပတ်စံလှူခိုင်းတာဟုတ်ပြီလားပတ်စံလှူလို့ပတ်စံကြိုင်လို့သူကသူဝင်းကြီးအဘတ်ဖြစ်ရမှာသူကိစ္စခမရကိစ္စဘာမှမရှိဘူးခမရကသာသနာတော်ဒွန်းရှည်ကြီးအတွက်သာသနာတော်ပြန်ပွားရေးအတွက်လှူဒန်းတာအကျိုးစီးပွားအတွက်လှူဒန်းတာခမရရဲ့အကျိုးစီးပွားကပုဂ္ဂလိကဒါနရမယ်တန်ခိကဒါနမရဘူးအဖြစ်ရှင်းလားဒါပေမဲ့ပတ်စံမလှူတာကိုတားမြစ်နေပြီဆိုရင်တော့နောင်ဘဝလူဖြစ်ရင်တော့မှခမရငမွဲငတေးပဲခမရကိုပတ်စံဘလောက်ပြီးခမရငွေနဲ့လူနဲ့ကတ်မှာမဟုတ်ဘူးအဲ့ဒီလိုအာကုသို့အကျိုးပေးတွေခံစားရမယ်